ဒီနေ့နိုဝင်ဘာလ28ရက်နေ့မနေ့တုန်းကအမေရိကန်နိုင်ငံမှာရှိနေတဲ့ Washington DC ကအေဖြူတော်နဲ့မနီးမဝေးပေါ့နော်နှစ်ပလောက်ကွာတဲ့နေရာမှာပြစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာအမေရိကန်စစ်သား2ဦးဒဏ်ရာရသွားတယ်ပြင်းထန်ဆောင်ဒဏ်ရာရတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒါတေဆုံးတယ်ဆိုပြီးတော့မှသတင်းတွေထုတ်ပြန်တယ်ဒါပေမဲ့အခုမှတော့ပြန်ပြီးတော့မှဒါပြင်းထန်စွာဒဏ်ရာရတာပဲရှိတယ်ဆိုပြီးတော့မှထုတ်ပြန်တာရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့မှအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့စကားပေါ့နော်ဒေါ်နယ်ထရန့်ပြောတဲ့စကားထဲမှာသတိထားမယ့်အရာတစ်ချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်အမေရိကန်အတွက်အကျိုးမရှိတဲ့အာဖဂန်နစ္စတန်သားတွေကိုပြန်ပြီးတော့မှလွှတ်သွားမယ်ဆိုပြီးတော့မှဆေးလွှတ်သွားပြန်ပြီးတော့သူ့နိုင်ငံကိုပြန်ပို့မယ်ဆိုပြီးတော့မှပြောဆိုတာရှိတယ်ဗျဆိုတော့ဒီပြစ်ခတ်တဲ့သူကဒါအာဖဂန်နစ္စတန်နိုင်ငံသားကနေပြီးတော့မှဒါ2021ခုနှစ်ကနေပြီးတော့မှအမေရိကန်နိုင်ငံကိုခိုလုံခွင့်နဲ့ဝင်လာတာပေါ့နော်သူ့နာမည်ကယာမန်နီယူလာလာကန်ဝဲဒီမျိုးသားအသက်29နှစ်ပဲရှိသေးတယ်အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကဝင်လာတဲ့သူဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒေါ်နယ်ထရန့်သူစပြီးတော့မှ president စဖြစ်တဲ့အချိန်မှာဒုံးကလေဒေါ်နယ်ထရန့်ပြောတာရှိတယ်ဗျဒါအရင်ဂျိုးဘိုင်ဒန်လက်ထက်တုန်းကကပောက်ကချာပေါ့ဘယ်လိုပြောမြန်မာစကားလဲကျွန်တော်မေ့ကုန်ကပောက်ကချာခေါ်သွင်းတဲ့လူတွေရှိတယ်ဒီလူတွေကိုပြန်ပြီးတော့မှစစ်မယ်ဆိုပြီးတော့မှပြောထားတာရှိတယ်ဗျအခုချိန်မှာဒီလိုဖြစ်သွားတဲ့အတွက်သူရဲ့လှုပ်ဆောင်ခြင်းနဲ့ဆန္ဒကိုတွန်းအားပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်ဆိုတော့ဒီဂျိုးဘိုင်ဒန်လက်ထက်တုန်းကအမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကခေါ်ယူထားတဲ့အာဖဂန်နစ္စတန်နိုင်ငံသားတွေကိုပြန်ပြီးတော့စစ်ပြီးတော့မှအမေရိကန်အတွက်အကျိုးမဖြစ်ထွန်းတဲ့သူတွေကိုပြန်ပြီးတော့မှပို့မယ်ဆိုတော့ဒီမှာအမေရိကန်တွေလှုပ်ထုံးလုံနီးပုံစံရှိတယ်ဗျသူ့နိုင်ငံကိုတခြားနိုင်ငံကသူတွေကိုခေါ်သွင်းနေဆိုတာကသူ့နိုင်ငံရဲ့အေရီးယာနဲ့သူ့နိုင်ငံကိုခေါ်သွင်းတဲ့ပုံစံမျိုးကအေရီးယာအကျယ်ကြီးကအများကြီးခေါ်သွင်းလို့ရတယ်ဒါပေမဲ့အမေရိကန်တွေခေါ်သွင်းနေဆိုတာသူတို့အတွက်အကျိုးဖြစ်ထွန်းမဲ့သူတွေကိုပဲသူတို့စောင့်ကြည့်တယ်ဗျဒါကအမေရိကန်တွေလှုပ်ဆောင်နေကြပုံစံမျိုးကျွန်တော်အဲ့လိုပြောလို့အမေရိကန်ကိုတစ်ဖက်သက်ပြောတာမဟုတ်ဘူးဒါလှုပ်ဆောင်နေတဲ့ပုံစံမျိုးကိုကျွန်တော်ကဒါကိုကျွန်တော်ပြောပြရှင်းပြပေးတာဖြစ်တယ်ဆိုတော့အဲ့သူ့နိုင်ငံခေါ်တဲ့ကမှာနံပါတ်1တစ်ချက်ကဘာလဲဆိုရင်ဒါတခြားနိုင်ငံမှာရှိနေတဲ့သူတွေရဲ့အခက်အခဲတွေပေါ့နော်အဲ့အခက်အခဲတွေကိုကြည့်ပြီးတော့မှသူကလူသားချင်းစာနာထောက်ထားတာတွေဘာတွေပေါ့ဗျာအဲ့ဒါကြီးကြည့်ပြီးတော့သူကခေါ်သွင်းတဲ့နံပါတ်1ချက်နံပါတ်2ကဘာလဲဆိုဒီလူတွေကိုခေါ်သွင်းတဲ့အခါမှာအမေရိကန်အတွက်အကျိုးရှိလားဆိုတာသူကကြည့်တယ်ဗျဒါနဲ့ပတ်သက်ပြီးတော့မှအမေရိကန်သမ္မတခက်ဆက်မှာသူတို့အဲ့လိုမျိုးပဲကြည့်လာတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီမိုကရက်တွေအာဏာရလာတဲ့အချိန်မှာဒီဟာတွေကပေါ့ရောက်လာတယ်အဲ့ဒါကိုအခုရီပတ်ဘလီကန်သမ္မတအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာတဲ့အချိန်မှာဒါတွေကိုပြန်စစ်ရမယ်ဆိုပြီးတော့မှသူကပြောနေတာတော့ကြာပြီဗျဆိုတော့အရင်တုန်းကဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာအမေရိကန်ခေါ်သွင်းတာအများဆုံးကဂျူးတွေကိုခေါ်သွင်းတယ်ဆိုတော့ဒီဂျူးတွေကိုခေါ်သွင်းတဲ့အခါမှာအမေရိကန်အတွက်အများကြီးအကျိုးရှိတယ်ဗျဆိုတော့ဒီဂျူးတွေကအမေရိကန်ရဲ့စစ်တပ်ထဲမှာကောအမေရိကန်ရဲ့နီးပညာပိုင်းဆိုင်ရာမှာကောဒီလက်နက်ထုတ်လုပ်တဲ့နေရာအများကြီးပေါ့ဗျာဒီနေရာတွေမှာအများကြီးနေရာယူပြီးတော့မှအမေရိကန်ရဲ့လွှတ်တော်ထဲမှာလည်းအများကြီးနေရာယူထားတာရှိတယ်ဆိုတော့အမေရိကန်ရဲ့ဘီလီယံနာတထေးတွေခက်များကလည်းဒီဂျူးတွေဖြစ်တဲ့ဆိုတဲ့အတွက်ဒီအမေရိကန်စီးပွားရေးကိုအကောင်းဆုံးအကျိုးပြစ်ထွန်းအောင်လှုပ်ဆောင်တဲ့သူတွေဖြစ်တဲ့အတွက်အမေရိကန်တခြားနိုင်ငံသားတွေကိုလည်းသူတို့ခေါ်သွင်းတဲ့အခါမှာဒီဂျူးတွေလိုမျိုးပဲသူအကျိုးပြစ်ထွန်းတဲ့သူတွေပေါ်ပေါက်လာဖို့သူတို့ကလှုပ်ဆောင်တာရှိတယ်ဆိုတော့ဒီကျွန်တော်မြန်မာနိုင်ငံသားပဲဖြစ်ဖို့เนาะသူနိုင်ငံကိုရောက်တဲ့အခါမှာအမေရိကန်နိုင်ငံသားခံယူပြီးတဲ့အခါမှာအမေရိကန်စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်တာပဲဖြစ်ဖြစ်အမေရိကန်နီးပညာပိုင်းအမေရိကန်စီးပွားရေးပိုင်းဒီနေရာတွေမှာအကျိုးရှိဖို့အတွက်အမေရိကန်လှုပ်ဆောင်တယ်ဗျအဲ့ဟာလည်းသူကအမြဲတမ်းမျက်စိတောက်ထောက်ကြည့်ပြီးတော့မှသူကြည့်ရှုနေတာရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာပေါ်ရောက်လာတဲ့အရာတွေကိုဒေါ်နယ်ထရန့်ကအခုပြန်ပြီးတော့မှစစ်ဖို့ရအတွက်သူကပြောဆိုတာဒါအစောပိုင်းနဲ့ပြောဆိုတယ်ဒါပေမဲ့အခုသူပြန်ပြီးတော့စစ်တော့မယ်ဆိုတော့ဒီအာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက်ဒါထိခိုက်နစ်နာစရာဖြစ်တယ်ဗျအခုလှုပ်ဆောင်သွားတဲ့ယာမန်နီယူလာလာကန်ဝဲတယောက်အားဖြင့်ဒါကျွန်တော်သူလှုပ်ဆောင်တာမှန်တယ်မားတယ်ကိုကျွန်တော်ဆုံးဖြတ်ပေးနေတာမဟုတ်တော့ကျွန်တော်ပြောပြတာဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အရာတော့ကျွန်တော်သဘောတရားပြောပြတာတချို့လဲနားလည်မှာပါဆိုတော့ဒီဟာတွေကိုစစ်ပြီးတော့မှသူကဒီအာဖဂန်နစ္စတန်နိုင်ငံသားတွေကိုစစ်ပြီးတော့မှအမေရိကန်အတွက်အကျိုးမရှိတဲ့သူဆိုဒေါ်နယ်ထရန့်သုံးဆွဲစကားအဲ့တော့အမေရိကန်ကသူတို့အတွက်အကျိုးမဖြစ်ထွန်းတဲ့သူတွေကိုသူတို့ပြန်ပို့မှာဆိုတော့အဲ့နေရာမှာကြည့်ရမယ်ဆိုရင်ဥပမာလူရောက်1000ရောက်တဲ့1000ရောက်တဲ့1000အဲ့ထဲမှာတယောက်ကဒီ1000နဲ့ညီမျှတဲ့အလုပ်ကိုလောက်ကင်ထားတယ်ဒါသူတို့ကနားလည်ပေးတယ်ဗျဒါမျိုးကကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ဒါတစ်ချိန်လုံးအရာကိုကျွန်တော်ပြန်ကောက်ပြီးပြောရရင်အရင်တုန်းကကျွန်တော်ထင်တာကအိုဘားမားလက်ထက်ဖြစ်မယ်ထင်တယ်ကျွန်တော်လည်းနည်းနည်းမေ့သွားကျွန်တော်လည်းလေ့လာတာများတော့နည်းနည်းမေ့သွားအဲ့တုန်းကအမေရိကန်ရဲ့စစ်တပ်ထဲမှာဟက်ကာတယောက်တော်နာမည်ကြီးတယ်ဗျတော်နာမည်ကြီးသူ့နာမည်လည်းကျွန်တော်မေ့သွားလို့sorry တိရလူများရှိရင်မှန်းလို့ရပါတယ်ဆိုတော့ဒီဟက်ကာတယောက်ပေါ့ဒါမြန်မာနိုင်ငံသားကရင်လူမျိုးတယောက်သူကအနေတော့မှဒီအမေရိကန်စစ်တပ်ထဲမှာဟက်ကာအနေနဲ့သူကတော်ကြီးကိုသူကလှုပ်ဆောင်တာပေါ့ဗျာလှုပ်ဆောင်တဲ့အရာပေါ်မှာ
ဂျိုးဘိုင်လည်းအိုဘားမားဘာပြောလဲဆိုရင်ဒီတယောက်ထဲနဲ့မြန်မာနိုင်ငံသားတွေကိုခေါ်ပြီးတော့တန်တယ်ဆိုပြီးတော့မှပြောတာရှိခဲ့ဘူးတယ်ဗျဒီစကားတချို့လည်းသိမှာပါဆိုတော့ဒီလိုပြောခဲ့ဘူးတာရှိတယ်ဆိုတော့အမေရိကန်နိုင်ငံကသူ့နိုင်ငံကိုခေါ်သွင်းတဲ့သူတွေကိုသူတို့ကတနာချင်းစာနာထောက်ထားတွေဘာတစ်ချက်ပေါ့နော်နောက်တစ်ချက်ကသူ့နိုင်ငံအတွက်အကျိုးဖြစ်ထွန်းတဲ့သူကိုသူတို့ကြည့်တယ်ဆိုတော့အခုအာဖဂန်နစ္စတန်နိုင်ငံသားတွေကိုပြန်စစ်ပြီးတော့မှအကျိုးမဖြစ်ထွန်းတဲ့သူတွေကိုပြန်ပို့မယ်ဆိုတော့အဲ့တော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့သူတွေများကျွန်တော်ပြောပြကြည့်ပေးခြင်းတယ်ဒါကတော့ကျွန်တော်ဘာမှဝါဒဖြတ်နိုင်ပါမပါပါဘူးကျွန်တော်ကဒါယူရိုတန်ပြောတာဆိုတော့သူများနိုင်ငံမှာနေတဲ့ခါမှာသူများနိုင်ငံသားပဲခံယူပေါ့နော်ဒါအကျိုးကိုကြည့်ပါဘယ်နေရာမှာဆိုအကျိုးကိုကြည့်ပါကျွန်တော်တို့ဒီကခက်များကကိုအတ္တကိုကြည့်တာများတယ်ဆိုတော့အရာအားလုံးမှာငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့အရာကိုကြည့်ဖို့လိုအပ်တယ်အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့စကားကိုကျွန်တော်ကန့်ကွက်တာလည်းမဟုတ်ဘူးချီးမြှောက်တာလည်းမဟုတ်ဘူးသူပြောတဲ့စကားမှန်တယ်ဆိုတော့သူ့နိုင်ငံကိုရောက်တဲ့သူတွေဒါဘယ်လိုမဆိုပေါ့နော်ကိုကအေရှင်ကိုနိုင်ငံကိုသူများလာတဲ့သူတွေကကိုယ့်နိုင်ငံအတွက်အကျိုးမပေးဘူးကိုယ့်နိုင်ငံအတွက်အကောက်အကွယ်မပေးတဲ့အပြင်ပြန်ပြီးဒုက္ခပေးမယ်ဆိုရင်ဒါတော့ဘယ်နိုင်ငံရဲ့သမ္မတပဲဖြစ်ဖြစ်ဒါလက်ခံမှာမဟုတ်ဘူးနော်အဲ့တော့ဒါဒေါ်နယ်ထရန့်ပြောတဲ့စကားလေးဒီကိုယ့်နိုင်ငံအတွက်အကျိုးမရှိဘူးဆိုတဲ့အရာလေးကိုကြည့်ပြီးတော့ကျွန်တော်ပြောပေးချင်ပါတယ်ဒါအားလုံးလည်းသင်္ကန်းစာယူနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျာကျွန်တော်ဆက်လက်ပြီးတော့မှလည်းသတင်းတူဖြစ်စီများရှိလို့ရှိရင်လည်းကျွန်တော်တင်ပြပေးပါမယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာကျွန်တော် page လေးကိုလည်း like and follow လုပ်ထားအောင်မမေ့ပါနဲ့ဦးလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ